လောကပညာအကျမ်းသားကြီးကစမဖြုတ်ဘူးလားပေါင်ချီလက်ကိုကောင်းဆိုတာရှိသလားမရှိဘူးမိမိတို့သတ်မှတ်ထားတဲ့ဘာသာအရသတ်မှတ်ထားတဲ့မိမိတို့ရဲ့စိတ်မှာပဲပညာပဲမရှိဘူးလားဒီမှာရှိသလားဒီမှာတော့သူ့ရှိတိုင်းတော့မရှိဘူးလားသူ့ရှိတယ်မှာလက်မောင်းတွေလက်မတွေလက်ချောင်းတွေပါလားသရံသဘောပြောင်းလဲမှုတော့မရှိဘူးလားရှိရရင်ကဒါလည်းအသာပဲဒါလည်းအသာပဲဒါလည်းအသာပဲလက်ညှိုးလက်မဆိုတာရှိတာဟောအဲ့လိုဆိုရင်ပညာအားပညာလို့သိပါနော်ပရမတ်ကိုသဘောလို့သိပါသဘောကိုရှုခြင်းသူ့မှာအပြောရှိလားအဲ့တော့သဘောကိုရှုခြင်းသဘောအရှိတဲ့အတိုင်းကိုရှုရမယ်ဆိုတာအရှိတိုင်းမရှိဘဲနဲ့အပြောကြီးနဲ့တော်ဆွတော့ဟုတ်သေးရဲ့လားအဲ့လိုဆိုဒကာဓမ္မတွေသဘောကိုရှုရမယ်ဆိုသူ့အရှိတိုင်းလေးပေါ်ပြတာလေးကိုကြည့်သူ့အရှိတိုင်းလေးကိုသိခုနတော့သူ့ဘွဲကိုသိရင်တော့သူကကုသလဆိုတော့အတန်လေးပေါ်မလာဘူးလားသူကမပေါ်ပြတာဘူးလားသူပေါ်ပြတာလေးပဲမိမိမမဘူးလားသူ့ရှိတဲ့ကကုသလပဲရှိတယ်ကုသဝဆိုတာမရှိဘူးအဲ့တော့ကုသလဆိုတဲ့အတန်တာလေးပေါ်လာတာကိုမှတ်တယ်လို့သူ့ရှိတိုင်းလေးကိုနားထောင်ပြီးတော့သူ့ပေါ်ပြတာလေးကိုအောင်ပြုလို့ဒီကလည်းဓာလေးပါဖောက်ပြန်လာရင်သဘောတစ်ခုခုတော့ပေါ်မလာဘူးလားပထဝီတေသောအဘောဝါဆိုတာရှိသေးလားပညာကြီးပူတယ်တင်းတင်းတောင်းတယ်ဆိုတာရှိသေးလားသဘောတော့မရှိဘူးလားသဘောဟာနှမျိုးရှိသလားပေါ်ပြတယ်ဖောက်ပြန်တယ်သဘောလေးပဲရှိတယ်ကပေါင်ချီတဲ့ကိုကောင်းဆိုတာပြောက်မသွားဘူးလားပေါင်ချီတဲ့ကိုကောင်းမရှိရင်ယောက်ျားမိန်းမရှိမလားယောက်ျားမိန်းမရှိရင်အဖေအမေရှိမလားသားသမီးရှိပါတော့မလားအဖေအမေသားသမီးယောက်ျားမိန်းမရှိရင်တန်ရောစဉ်တွေ့ရရှိပါတော့မလားတန်ရောစဉ်မတွေ့တော့ရင်လွတ်ပြီပေါ့နော်အဲ့ဒါရှေ့ဆက်ရှောင်းနိုင်တာမရှောင်းနိုင်တော့မသိဘူးဝိပဿနာလမ်းကြောင်းအမှန်ပေါ့ပညာပရမကွဲပြီးတော့အဲ့ဒီလမ်းကြောင်းကအတန်ရဲ့သဘောဖော်ပြတာကိုစောင့်ရှုလိုက်အနတ်ရဲ့သဘောဖော်ပြတာကိုစောင့်ရှုလိုက်အရသာရဲ့သဘောဖော်ပြတာကိုစောင့်ရှုလိုက်အတွေ့ရဲ့သဘောတိုင်းဖော်ပြတာစောင့်ရှုလိုက်ချင်းပညာလောကကြီးချုပ်မသွားဘူးလားပညာလောကချုပ်သွားရင်သဘောတွေကသိလို့ချင်းသဘောကအပြောနဲ့ရှင်တဲ့စိတ်တွေမရှိပါလားလို့ပရမတ်ကိုပရမတ်တိုင်းသိပါလို့ချင်းလောကသုံးပါးကြီးရှိပါတော့သစ်ပင်တော်တော်ဆိုရှိပါတော့မရှိလို့ချင်းလောကမှာလွတ်မသွားဘူးလားလောကလွတ်ရင်ပါခေါ်မယ်ဒါပဲကိုအဲ့တော့ဘယ်လမ်းကရှောက်ပါလဲဥပါဒံဆွဲရဲဆိုတာပညာကြီးရှိကိုပရမတ်ကိုမသိဘဲနဲ့ပညာသွားဆွဲလို့တဏှာဥပါဒံนี่ကတ်မလာဘူးလားအဲ့တော့သဘောသိတော့သဘောမှာပညာမရှိတော့ကိုယ်ထင်လို့ယောက်ျားမိန်းမတွေရှိပါတော့မလားဒုက္ခယတ္တဝေဒနာသဘောသိတော့အရင်ကငါထင်တာအခုတော့သဘောသဘောဆောင်တော့ငါရှိသေးလားမရှိတော့သဘောတတ္တိဆိုတဲ့ယုတ်တနန္ဒပရမလေးတွေရှိတယ်ဆိုလို့ချင်းတဏှာဥပါဒံနဲ့နှောင်ဖွဲ့လို့ရသေးလားမရလို့ချင်းနှောင်ဖွဲ့လို့မရတော့လို့သာလောကလွတ်သွားတာပါနိဗ္ဗာန်ကိုပြေးဝင်သွားတာရှိသေးလားပညာနဲ့အားဖြင့်စွဲထားမှုမရှိတော့တယ်တဏှာအားဖြင့်စွဲထားမှုမရှိတော့ဆုံးသွားတာကိုအဲ့ဒါကိုပဲနိဗ္ဗာန်လို့ခေါ်ပါသည်ဟုတ်ပြီလားနိဗ္ဗာန်တဏှာနှောင်ဖွဲ့လို့ရသေးလားမရတော့လို့တဏှာရောနှောင်ဖွဲ့ကြမရှိတော့တဏှာရောတည်လို့ရသေးလားတဏှာတည်လို့မရတော့တဏှာဆုံးမသွားဘူးလားတဏှာနေတော့ပါလေနိဗ္ဗာန်ပဲဥပတိခန္ဓာကြီးတော့ကြံနေခဲ့တယ်မယင်မွေးတဲ့ငကုပိစီအိမ်ကြီးတော့ကြံမနေခဲ့ဘူးလားစိတ်မှာတဏှာဥပါဒံနှောင်ဖွဲ့သေးလားမှားပြီးတော့ဒီမှာဖွဲ့ခဲ့တယ်မဟုတ်ဘူးလားအခုအမှန်ကြီးတော့ဖွဲ့အောင်မလားမဖွဲ့တော့ဒီလိုလေးပဲလေညီညီငါရပ်သွားတယ်ကြားကြကရပ်သွားတယ်သူကတော့မောဟနဲ့ပေါ့အခုကပညာနဲ့ရပ်မသွားဘူးလားအဖြေတော့သွားမတူဘူးလားအခုတော့လောကမှာရပ်ကြလားမရဘူးရှိတဲ့သဘောတွေကိုမရှိဘဲနဲ့မရှိတဲ့အပြောတွေနဲ့ရှိတဲ့ယတကိုမသိဘဲနဲ့မရှိတဲ့ပညာကာမဂုဏ်တွေကိုတတ်မဲ့တဲ့အတွက်ကြောင့်သန္တရာတွေအမြင်မှအယူမှအတိမှဆိုရအမှားဆုံးမှမှားမလို့ဘူးလားအဲ့ဒါမမှားလို့ရှိရင်သန္တရာလဲဦးမလားသန္တရာလဲတော့လွတ်ပြီဟုတ်ပြီလားအဲ့တော့ပညာပရမခွဲရှုတယ်ဆိုတာကိုယ်ကလိုက်ခွဲတာလားအရှိလေးကိုအရှိလေးတွေရှိပါလားအရှိတိုင်းရှိပါတော့သဘောလေးတွေပေါ်မသွားဘူးလားပေါ်တော့သဘောကအပညာဆွဲသေးလားမဆွတော့ပညာနဲ့ပရမကွဲမသွားဘူးအဲ့တော့ပညာပရမကွဲရှုနေလောကဘုံမှာထုတ်ပါလေဟုတ်ပြီလားတဏမာနဒိဋ္ဌိကိုချုပ်မသွားဘူးလူရင်းကအမှန်မမြင်လို့အမှန်သဘောကိုမမြင်မနဲ့ကြော်ပြီးတော့အမှားဆွဲတာတော့ပြန်နေသေးလားမှားတာယူအမှန်ကိုအမှားလုပ်တာတော့ပြန်ပြီးသေးလားမသိတော့အဲ့ဒါလည်းအမြင်မှားမိစ္ဆာဒိဋ္ဌိအခုတော့သဘောတိုင်းပြီးတော့မရှိတဲ့အပြောတွေနဲ့ဆွဲလမ်းမှုတွေချုပ်မသွားဘူးလားအဲ့ဒါလည်းသမာဓိရှိတယ်ဘုရားကသမာဓိရှိဆိုတာအမှန်မြင်ဖို့အရှိကိုအရှိတိုင်းမြင်ဖို့ပဲရှုပါလို့ပြောတာပယ်ပါခုတ်ပါထင်းပါတတ်ပါရပ်ပါတီးပါလို့ပါတာသဘောကိုသဘောတိုင်းပြီးတော့အပြောနဲ့ရှင်တဲ့စိတ်တွေပေါ်သေးလားကိုတတ်တာကသူကပြချုပ်သွားတာအမှန်မြင်လို့ချုပ်သွားတာကိုတတ်တာမဟုတ်ဘူးအခုတော့တရားထိုင်နေပြီ
ဘုရားအဲ့ဒီနေ့ရှုပ်ပြီးမယ်သဘောပေါ်မလားဟုတ်လားပေါ်လာတဲ့သဘောတိုင်းသူ့ရှိတိုင်းသူ့ရှိတိုင်းသူ့ရှိတက်တက်မြလေးကိုထောက်ရှုရတဲ့အခါကျတော့မိမိတို့စိတ်မှာအပြောတွေချုပ်သွားတော့ခြေလက်တွေကိုယ်တွေကောင်းနေတာအကုန်ထုတ်သွားလိမ့်မယ်ရှုပ်နားလိုက်ပြီလားအေးနားလိုက်လို့ရှိရင်တရားသိညာဒီနေ့ညပညာပရမခေါ်တဲ့တရားနာကြတဲ့ဒီကောကနေဒီကြောင့်တရားနာကြတဲ့ပြိဿပေါင်းသူတော်ကောင်းတို့ဒီပညာပရမကိုဤအာသင်္ကရနိဗ္ဗာန်တို့လွယ်ကူသောကျင့်လင်မြတ်သောဉာဏ်တို့ဖြင့်မျက်မှောက်ပြုနိုင်ကြပါလိမ့်ကုန်သတည်း